ဒီမှာသူ့ရဲ့တိုက်ပွဲကိုပြန်ရောက်တဲ့အခါယူလီစီယာကိုပြန်တွေ့ပြီးဒီမှာကသူ့ကိုဒီစစ်ပွဲရဲ့အောင်ပွဲအတွက်ချီးမွမ်းလိုက်ပါတယ်လီယိုနစ်ကသူ့မှာဘလက်ကတ်ဆိုတဲ့မူမတ်သိရှိရလို့ပြောပါတယ်ယူလီစီယာကသူ့ရဲ့ဓာတ်အောင်ကိုလက်ဆောင်အဖြစ်ပြန်ပေးပေမဲ့ဒီဓာတ်ကသူ့နဲ့မကိုက်ဘူးလို့ပြောပြီးအမောင်ဓာတ်အဖြစ်ပြောင်းလဲပေးလိုက်ပါတယ်ဒါပေမဲ့သူ့ရဲ့အမှန်တရားကိုမေကွန်းထုတ်မခံရမယ့်ချင်းဒီဓာတ်ကိုမကိုက်ဘူးလို့ပြောပါတယ်နေ့ငယ်ချင်းမှာသူရဲကောင်း6ဦးကလီယိုနစ်ကိုစိတ်ချကြလာတဲ့အခါလီယိုနစ်ရဲ့ယူစစ်တပ်တွေကစစ်မြေပြင်တွေဝင်ရောက်တိုက်ခိုက်ကြပေမဲ့သူရဲကောင်းတွေမှာလက်ပြားတွေရဲ့အားသာချက်တွေရှိနေပြီးကောင်းကင်တမန်အတွင်မြေတွေရှိနေကြတာဖြစ်ပါတယ်အကောင်းဆုံးအပြင်လီယိုနစ်ကသူ့ခံထဲမှာထားပြီးအလုံးကြီးတစ်လုံးကနေရကိုကြည့်နေခဲ့ပါတယ်သူ့ရဲ့ခန္ဓာအားလုံးပြည့်စည်သွားပြီးဒါသူတို့ရဲ့နောက်ဆုံးကဝေးလန်ဖြစ်တဲ့အပြင်အယူစစ်သားတပ်တွေကလူသားစစ်သားတချို့ကိုတိုက်ထုတ်နိုင်ပေမဲ့သူရဲကောင်းတအုပ်ကသူတို့ကိုပြည့်စုံအောင်လုပ်နိုင်တဲ့အစွမ်းရှိနေခဲ့ပါတယ်သူတဲ့တပ်ပိတ်နဲ့သူတဲ့တသက်ဝါတစ်ကောင်ကြီးထောက်ပေါ်လာတော့အကောင်းဆုံးအပြင်ဒေါက်တာထွက်လာပါတယ်ဒါပူဝကောင်းတဲ့ဆွမ်းရမှုလူသားဖြစ်နေဆွတ်လွတ်ခဲ့တဲ့ပညာတတ်သူရဲကောင်းဖြစ်နေလို့လီယိုနစ်ကထားပြီးသူတို့ကိုကိုင်ကစစ်မြေပြင်ထဲကိုရောက်ဖို့ပြင်ဆင်နေခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့ဖန်တီးမှုမိတ်ဆွေနဲ့တစ္ဆာကြီးဗိုလ်ချုပ်ကသူ့ကိုရဲတန်းစီပြီးလီယိုနစ်ကိုပုံကံမှုနတ်သမီးနဲ့သူလူသားဘွားတော်ကဂတိပေးခဲ့တဲ့အရာကိုတတိယစီခဲ့ပါတယ်လီယိုနစ်ကရှုံးနိမှုကိုလက်ခံလိုက်ပြီးတကားတူးစီရှောက်သွားနေရင်သူ့ရဲ့ပြည့်စုံပြခြင်းမှာဝင်ရောက်ကန်ပြီးသူက1225နှစ်ကြာမှာပြန်လည်ထမ်းမြောက်မယ်လို့ဂတိပေးခဲ့လိုက်ပါတယ်ပြီးတော့သူ့ဝိညာဉ်ကိုမာကူတင်ချိုင်းထဲမှာပိတ်တင်ထားခဲ့လိုက်ဖြစ်ပါတယ်1225နှစ်ကြာမှာလီယိုနစ်ရဲ့တပ်ပြနေတဲ့နေရာကိုစစ်တပ်မှုမိန်းကလေး2ယောက်ရောက်လာခဲ့ပါတယ်စီလီယန်နဲ့ရီဂျီနာတို့ဟာဝိုင်းလို့ခေါ်တဲ့တပ်တော်တွေအတိုက်ပွဲတွေနဲ့ဆိုတဲ့အစီရင်ခံစာတွေကြောင့်ဒီနေရာကိုစစ်တပ်မှုလာကြတာဖြစ်ပါတယ်သူတို့ကလမ်းကြောင်းတစ်လျှောက်သွားနေရင်ကြီးမားတဲ့တကားကြီးတစ်ခုစီကိုရောက်သွားတဲ့အခါစီလီယာကဒါဘီယင်တွေရဲ့ဂူတင်ချိုင်းဖြစ်ပြီးမကောင်းဆုံးအပြင်နေသူတို့ရဲ့နောက်ဆုံးနေ့ရက်တွေကိုစောင့်ဆိုင်ရင်အနားယူခဲ့တဲ့နေရာလို့သိလိုက်ရပါတယ်စီလီယာကတကားမှာစာတချို့ရေးထားအောင်တတိထားမိပြီးထိတွေ့လိုက်တာနဲ့ရုတ်တရက်တကားကိုပွင့်သွားပါတယ်ဒီမှာတနက်ကိုကန်ပြီးအတိမတ်ဝင်သွားခဲ့ရင်အထက်မှာကြီးမားတဲ့ပုံစံဝဲတစ်ခုတွေ့လိုက်ရတာနဲ့ပုံစံဝဲထဲမှာလူတစ်ယောက်ရှိနေတာကိုတတိထားမိပြီးသူ့ကိုကူညီဖို့ဆုံးဖြတ်လိုက်ပါတယ်ဒီယူနစ်ကလင်မြင်တစ်ခုမှရှိနေခဲ့ပြီးသူကသူဂတိပေးခဲ့တဲ့လက်ပြယူလီစီယာကိုတွေ့လိုက်ရပါတယ်ယူလီစီယာသူတို့နောက်ဆုံးတွေ့ကြတဲ့ကနှစ်ပေါင်း1000ကျော်သားပြီလို့ပြောပြီးဒီယူနစ်ကသူရဲကောင်းတွေကိုနတ်ပြားတွေကပေးထားတဲ့အားသာချက်တွေကိုမတိုက်ခိုက်နိုင်ခဲ့လို့သူ့ဝိညာဉ်ကိုပိတ်တင်ထားခဲ့ရလို့ရှင်းပြလိုက်ပါတယ်ယူလီစီယာသူမဂတိကိုအခုထိမှတ်မိနေတာကိုဝမ်းသာတယ်လို့ပြောလိုက်ပြီးဒီယူနစ်ကသူမကိုမတွားခင်တားဆီးဖို့ကြိုးစားလိုက်ပါတယ်ဒါပေမဲ့ယူလီစီယာကတစ်ခါတွေ့ဖို့မျှော်လင့်ထားတယ်လို့ပြောပြီးလိမ့်မော်သွားခဲ့ပါတယ်ယူလီစီယာပုံစံငယ်တစ်ခုကိုပြစ်ပေါက်ပြီးအတွင်းကလီယိုနစ်ကိုကယ်ထုတ်ဖို့ကြိုးစားနေတဲ့အတွက်လီယိုနစ်ကစညံတန်တွေကိုမကျေနပ်ပဲ1225နှစ်ကျော်သွားပြီလားလို့တွေးနေခဲ့ပါတယ်သူကစီလီယာကိုသူ့ကိုလာလူရဲနေတဲ့တကူလို့ထင်တာကြောင့်မကောင်းစိုးအပြင်အဖြစ်ပြန်လည်မူပါရတဲ့သူ့ရဲ့ဆောင်းကိုပြဖို့ဆုံးဖြတ်လိုက်ပါတယ်သူကပုံတော်ကဲကိုချိုးပြက်ပြီးစီလီယာကိုမြေပြင်ပေါ်လက်ကျစေပြီးတော့သူ့ကိုလူရဲတဲ့သူ့ကိုအဆုံးတက်ဖို့စီစဉ်လိုက်ပါတယ်ဒါပေမဲ့စီလီယာကကလေးတစ်ယောက်ကဘာလို့ပုံတော်ကဲထဲမှာပိတ်မိနေတာလို့မေးလိုက်တဲ့အခါသူရဲလိုက်ပါတယ်လီယိုနစ်ကမှန်ထဲမှာသူ့ကိုယ်သူကြည့်မိပြီးသူ့ရဲ့အသေးဖြစ်တဲ့ပုံစံကိုမြင်ပြီးအားတင်တော်ခဲ့ပါတယ်သူ့ခန္ဓာကိုယ်ကိုမကောင်းစိုးအပြင်ပုံစံနဲ့ပြဖြစ်အောင်မော်တက်သုံးပေမဲ့အခုထိသူရဲကောင်းဘွားကလူသားပုံစံဖြစ်နေခဲ့ပါတယ်စီလီယာကသူ့ကိုဘာကြောင့်ပုံတော်ကဲထဲမှာပိတ်မိနေရတယ်လို့မေးပြီးတော့သူ့ကိုဒဏ်ရာရလာဆိုတော့စစ်သိနေပါတယ်စီလီယာသူ့ကိုရုတ်တရက်ပွေ့ဖွဲ့လိုက်ပြီးအမတ်ကြီးကကိုမဲလို့ပြောလိုက်တာဖြစ်လို့ဒီယိုနစ်ကအဆောက်အအုံမှာစိတ်ဆိုးပေမဲ့နောက်ဆုံးမှတတိလစ်တာခဲ့ပါတယ်သူနိုးလာတဲ့အခါစီလီယာသူ့ကိုကုတ်ကီးကျွေးတဲ့အပြင်ဒီယိုနစ်ကသူ့ခန္ဓာကိုယ်ကအဆင်မပြေဘူးလို့တွေးနေမိပါတယ်စီလီယာသူ့မောက်ကိုယ်တိုင်တက်15နှစ်အရွယ်တန့်ရှင်တဲ့ဒါသမားများလေ့ကျင့်ကြောင်းကကျောင်းသူလိုမိတ်ဆက်လိုက်ပါတယ်ဒီယိုနစ်ကသူ့နာမည်ကိုမိတ်ဆက်ပြီးဒီကဘာနဲ့ပတ်သက်တဲ့အချက်လက်တွေရယူဖို့သူ့မောက်ကိုတုံးချဖို့တွေးမိရင်စီလီယာသူ့နာမည်ကိုခဏခဏပြန်ယူပြီးချစ်ရကောင်းတယ်လို့ပြောလိုက်ပါတယ်ဒီယိုနစ်ကစစ်သွတ်သွားခဲ့ပြီးအဲ့ဒါကသူ့နာမည်ဟာအရင်တော့ကြောက်စရာကောင်းတဲ့အတိတ်ပဲရှိခဲ့လို့ဖြစ်ပါတယ်စီလီယာသူ့တောက်မေးတဲ့ကဒီယိုနစ်က10နှစ်လို့ဖြေလိုက်လို့စီလီယာဘွားနေဆိုတာတခြားကဘာရန်သူတွေလို့ရှင်းပြလိုက်ပါတယ်ဒီယိုနစ်ကရှုပ်ထွေးသွားတာကအဲ့ဒါကနှစ်ပေါင်း1225နှစ်တုန်းကဒီကဘာရန်သူတွေကသူ့လိုမကောင်းသွားပြနေနေတဲ့ပုံကမှုနတ်သမီးဖြစ်နေလို့ဖြစ်ပါတယ်သူကစီလီယာသူ့ကိုတွေးတာမတော်တဆဖြစ်မှနားလိုက်သွားပေမဲ့စီလီယာတကားသူမှမထိပဲပွင့်လာတယ်လို့ပြောပါတယ်သူတို့ရုတ်တရက်ကြီးမားတဲ့ပောက်ကွက်တံကိုကြားလိုက်ရတာနဲ့ဒီယိုနစ်ကိုကောက်ကိုဒီမောက်ကဆုတ်ကင်လိုက်ပါတယ်ဥက္ကဘောတကောင်ကတကားကနေဝင်လာတာကြောင့်စီလီယာကပြစ်ဖို့ကြိုးစားပေမဲ့ဘာကိုလှုပ်စီရုံမရှိတာဖြစ်ပါတယ်ဒီတရက်လေးတရောင်ကြီးတကူကဝိုင်းရဲလက်မောင်းကိုဖျက်ဆီးပစ်လိုက်ပြီးဒါရီဂျီနာရဲ့သူမရဲ့အချီတက်လက်နက်ကြီးဖြစ်ပေမဲ့ဘာကပြန်ထလာပြီးရီဂျီနာသူမရဲ့လက်နက်ကိုပြောင်းလဲပစ်လိုက်ပါတယ်ဒီယိုနစ်ကိုတွေးရတာနဲ့အားအသွင်သားပေမဲ့ရီဂျီနာကစီလီယာကိုလီယိုနစ်ကိုခေါ်ပြီးထွက်ပြေးဖို့ပြောပါတယ်လီယိုနစ်ကသူ့အစီအစဉ်တိုင်းဘာမှမဖြစ်ခဲ့ဘူးလို့တွေးမိနေတဲ့အပြင်သူ့ရဲ့ပြန်လည်မူအောင်မှုပေါ်တက်ကအဆင်မပြေခဲ့ပဲဖြစ်လို့သူကမကောင်းသောအပြင်ဖြစ်ကနေလူသားပုံစံကိုပြောင်းသွားခဲ့ပေမဲ့သူ့ရဲ့မဟာကူတင်းချမ်းကြီးဟာအခုဂျူသားတွေနဲ့ပြင်းနေပြီးနေရာအလုံးကိုဖျက်ဆီးနေခဲ့ပြီဖြစ်ပါတယ်